ယနေ့နာတော်ရစီယာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်ဖျားသခင်အတွက်အမှုမဆောင်ပါနဲ့ထာဝရဘုရားသည်စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ခိုင်ခန့်စွာနေခြင်းကမြေကြီးတစ်ပြင်လုံးကိုအနှံ့အပြားကြီးရှုလျက်ရှိတော်မူ၏ရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး16အပိုင်ငယ်9ဤလောက၌ဘုရားသခင်သည်မြည်သည့်အရာကိုရှာဖွေလျက်ရှိသည်။ကုညီမဆောင်မှုလောအင်္ဂလိပ်တရားသည်အကူအညီတောင်းခံသည့်အမှတ်သားမဟုတ်ပါထို့များမကခရိယန်တို့၏အလုကျွေးပြုခြင်းခံရန်ဖိတ်ခေါ်မှုတည်းလည်းမဟုတ်ပါမိမိတို့လှုပ်ဆောင်မှုပြုရန်လူများကိုဘုရားသခင်ရှာဖွေနေခြင်းမရှိပါထာဝရဘုရားသည်စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ခိုင်ခန့်စွာနေခြင်းကမြေကြီးတစ်ပြင်လုံးကိုအနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏ရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး16အပိုင်ငယ်9ဘုရားသခင်သည်ကြီးမြတ်သောလှုပ်ဆောင်သူဖြစ်ကိုရိုနိုင်ကျေပြောသောဝင်များကိုတည်ဖို့နိုင်သည့်ပခုံးတော်များရှိကိုရိုသည်ခွန်အားကြီးမားသူဖြစ်ထိုရာများကိုဖော်ပြနိုင်မည့်နီလန်များကိုဘုရားသခင်ရှာဖွေလျက်ရှိဤဒီမှာထာဝရဘုရားနှင့်ဤလောကရှိအခြားသောဘုရားဟုခေါ်သည့်အရာများကြားကွဲပြားခြားနားစေသောအရာပေဖြစ်ကိုရိုသည်ကျွန်ုပ်တို့အတွက်လှုပ်ဆောင်ပေးတော်မူ၏ဟေရှာနာဂရိကျမ်းခန်းကြီး64အပိုင်ငယ်4၌ကိုတော်ကိုမျှော်လင့်သောသူတို့အဖို့အလို့ငါကျေးဇူးပြုတော်မူသောဘုရားကိုတော်မှတပါအခြားသောဘုရားသခင်ကိုကဘာဦးမှဆောက်၍အဘယ်သူမျှမကြားမသိပါတနည်းအားဖြင့်ဤဒီမှာဘုရားသခင်၏အနိုင်မဲ့ခြင်းဖြစ်သည်နားဖြင့်မကြားမျက်စိဖြင့်မမြင်စဘူးပါဟုဖော်ပြထားသည်ဘုရားသခင်သည်ကျွန်တော်တို့ထံမှမြည်သည့်အရာကိုတောင်းဆိုသည်ကျွန်တော်တို့မျှော်လင့်ထားသည့်အရာမဟုတ်ပါမြောက်များစွာသောပူဇော်တကားများကိုယူဆောင်လာခြင်းကြောင့်ဣသရေလလူမျိုးတို့အားဘုရားသခင်ပြစ်တင်ဆုံးမခဲ့သည်တင့်တဲကနွားကို၎င်းလိမ့်ဆန်တို့သည်ငါ၏ဥစ္စာဖြစ်ကြ၏ငါသည်ငတ်မွတ်လျင်တင့်ကိုမပြောလောကတနှင့်လောကဥစ္စာသည်ငါ၏ဥစ္စာဖြစ်စာလံကျမ်းခန်းကြီး90ပိုင်ငယ်9မှ10အငယ်12သို့သောဘုရားသခင်ကျေးဇူးတော်ကိုခံစားရသူတူအဖြစ်ကိုရောဘုရားလက်ခံနိုင်မည့်တစုံတစ်ခုသောအရာကိုကျွန်တော်တို့ပြန်လည်ဆက်သနိုင်ပါမည်လားရှိပါသည်ကျွန်တော်တို့၏ဆိုရင်ပူပန်မှုများကျွန်တော်တို့၏လိုအပ်ရာများနှင့်ကိုရော၏အလိုတော်ကိုဆောင်နိုင်မည့်အစွမ်းတကူတော်ကိုတောင်းဆိုခြင်းတို့အားပေးရနိုင်ပါသည်၎င်းသည်အမိန့်တော်ဖြစ်၏ဆိုရင်စရာအမှုရှိသည်များကိုကိုရော၌အနှံကြလော့ရှင်ပေတရုဩဝါဒစာပထမဆောင်ခန်းကြီး9ပိုင်ငယ်9ဘုရားသခင်ပေါ်ကျွန်တော်တို့၏မိကိုအားကိုးခြင်းနှင့်ကိုရော၏အလုံးစုံတတ်နိုင်သောမူခြင်းကိုဖော်ပြသောအရာအားလုံးကိုဘုရားသခင်ဝမ်းမြောက်စွာလက်ခံပေးလိမ့်မည်ခရိယန်ဘာသာသည်အခြေခံအားဖြင့်ပြန်လည်နလန်ထူခြင်းဖြစ်သည်လူနာများသည်၎င်းတို့၏စေသမားတော်များကိုအစေခံမှုမပြုပါစေသမားတော်တို့၏ကောင်းမွန်သောစေညွှန်းများနှင့်ကုထုံးများကို၎င်းတို့၏ကျမ်းမာရေးအတွက်စိတ်ချယုံကြည်ကြသည်တောင်ပေါ်ဒေသနာသည်အလုရှင်မှပေးရသောအလုဖော်ပြချက်မဟုတ်ဘဲကျွန်တော်တို့၏ဆရာဝန်မှညွှန်ကြားထားသောကုထုံးဖြစ်ကျွန်တော်တို့၏အသက်တာသည်ဘုရားသခင်အတွက်အကျင့်မကျင့်ခြင်းအပေါ်မိတည်လျက်ရှိသည်အကျင့်ရှိသောသူမည်သည်ကားဂျေဇုအားဖြင့်အကျိုးကိုခံရသည်မဟုတ်ခံထိုက်သောအားဖြင့်ခံရ၏အကျင့်မရှိသောသူမည်သည်ကားမတရားသောသူ၏အပြစ်ကိုဖြေသောသူကိုယုံကြည်လျင်သူယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်လျက်ရှိယောမဩဝါဒစာခန်းကြီး4ပိုင်ငယ်4မှ9အကျင့်ကျင့်သောသူသည်မြည်သည့်ဆုလက်ဆောင်ကိုမျှမရရှိပေ၎င်းတို့၏အဖို့အခကိုသာရရှိကြသည်ကျွန်တို့သည်ဖြောင့်မတ်ခြင်းဆုလက်ဆောင်ကိုရရှိလိုပါက၎င်းတို့ကြိုးပမ်းကြင့်ကြံမှုကိုပြုလုပ်မှုမည်မဟုတ်ပါဤရေးကိစ္စ၌ဘုရားသခင်သာလျှင်ကျင့်ဆောင်လှုပ်ဆောင်ပေးသူဖြစ်၏အစီအမှုပြုခံရခြင်းအားဖြင့်မဟုတ်ကျေးဇူးတော်ကိုပေးရသူအဖြစ်ဘုရားသခင်သည်ပုံတော်ထင်ရှားတော်မူ၏ယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်